ဒါကတော့မိန်းကလေးပိုင်းဘာသာသုံးစာအုပ်ကိုကျွန်တော်ဒါမလေးရှားကဝါရဏရှိတယောက်ကိုပို့ပေးပါပေါ့နော်ဒါကိုကျွန်တော်ခဏနေပါစေထုတ်ပြီးတော့မှလေရင်နဲ့ကျွန်တော်ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါမလေးရှားကိုကျွန်တော်ကဒီခဏမေးကြတယ်ပေါ့နော်မလေးရှားကိုဒီစပင်ညနီးမိညာစာအုပ်တွေပို့ပေးလားဆိုတော့မှမေးကြတယ်ပေါ့နော်ဒီမြန်မာပြည်တွင်းဆိုလို့ရှိရင်ကျွန်တော်အမျိုးမျိုးအနေနဲ့ကျွန်တော်အိမ်ရောက်ပို့ဆောင်ပေးတယ်ပြီးပါဆိုလို့ရှိရင်ကျွန်တော်ဒါနိုင်ငံတကာကိုအိမ်ရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီစာအုပ်ကိုပို့တဲ့ဒလီကကာကိုကလေးတွေကတော့ကျွန်တော်ဒီမြို့တွင်းဆိုလို့ရှိရင်တော့ကျွန်တော်အိမ်ရောက်ပုံမှာကျွန်တော်4000ခွဲဝန်းကျင်လောက်ကြာမယ်ဒီစာတိုက်ကိုတွားပြီးတော့မှထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်2000ခွဲဝန်းကျင်လောက်ပဲကြာမယ်ပေါ့နော်နယ်မြို့တွေပဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီထက်နည်းနည်းလေးဒီပို့ပြီးတော့မှကြာသွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်စာအုပ်ပို့တဲ့ကာကိုကလေးဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်ရဲ့တန်ဖိုးကတော့ကျွန်တော်ဒါမိတ်ဆွေတို့လိုချင်တဲ့စာအုပ်မှာမူတည်ပြီးတော့မှဈေးနှုန်းလေးတွေတက်မှတ်ထားတာရှိတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ဒီကိုဝါရဏပါတဲ့စပင်ညနီးပညာစာအုပ်တွေကိုဘယ်မြို့နေရာပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်စပင်ညနီးပညာစာအုပ်တွေကိုမှာယူလို့ရနေပြီပေါ့နော်နိုင်ငံတကာကိုအိမ်ရောက်ပို့ဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ကိုဝါရဏပါတဲ့စပင်ပညာကိုကိုယ့်ရဲ့ဒီအလုပ်အားတဲ့အချိန်ဒီမှာကိုခွင့်ရတဲ့အချိန်ဒီမှာစပင်ပညာကိုသင်ယူလို့ရတယ်ပေါ့နော်ကျွန်တော် overseas ဓမ္မတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီ online class တင်တန်းကိုလည်းကျွန်တော် join နေဆိုလို့ရှိရင် Viber နေပြီးတော့မှကျွန်တော်ဒီတယောက်ချင်း1-1တင်ကြပေးတဲ့ online class အထူးတင်တန်းကိုလည်းဖွင့်ပေးထားတာရှိတယ်ပေါ့နော်ကျွန်တော်စီမှာ online class တင်တန်းတက်မယ်ဆိုလို့ရှိရင်စပင်ညနီးပညာမစပင်ပိုင်းဘာသာဆုံးရှိတယ်ယောက်ျားလေးစပင်ပိုင်းဘာသာဆုံးတွေရှိတယ်ပေါ့နော်ဒီတဘာသာကြီးခွဲပြီးတော့မှတက်ချင်တယ်ဆိုလို့ရှိရင်လည်းတင်တန်းတက်လို့ရတယ်ပေါ့နော်တယောက်ချင်းတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအားတဲ့အချိန်ဒီမှာလုံနာရက်ဒီမှာအချိန်ကိုကြည့်ပြီးတော့တင်ကြလို့ရတယ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ် online class ကို join လို့ရတယ်ပေါ့နော်ကျွန်တော်စီမှာစပင်ညနီးပညာစာအုပ်တွေကတော့မိန်းကလေးဘာသာဆုံးရှိတယ်ယောက်ျားလေးဘာသာဆုံးရှိတယ်အညှက်တိတန်တွေရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်မိန်းကလေးဘာသာဆုံးစာအုပ်ပေါ့နော်ဒီမိန်းကလေးဘာသာဆုံးစာအုပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်စပင်ညှက်ကောက်ဖြောက်ဆေးဆိုကာလာပိုင်းနဲ့ရှမ်ပူပိုင်းနဲ့ facial ပိုင်းတွေဆိုပြီးတော့မှအကုန်လုံးဒီမှာထည့်ထားပေးတယ်အကောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီအေးကောက်ကို digital ကောက်ကိုဆိုပြီးတော့မှကျွန်တော်2မျိုးလုံးအောင်ထည့်ထားပေးတယ်ပေါ့နော်ဒါတော့ digital ကောက်တွေပေါ့နော်ပြီးရင်ကျွန်တော်အေးကောက်တွေအကုန်လုံးဒီမှာထည့်ထားပေးတယ်ပေါ့နော်ကျွန်တော်ဒီကာလာပိုင်းမှာဆိုလို့ရှိရင်အယောင်ဆက်နီးအယောင်တက်နီးတွေ rainbow color ဆိုနီးတွေ2 color ဆိုနီးတွေအယောင်ချွတ်နီးတွေအယောင်ဆက်နီးတွေတိတ်တိတ်ကာလာအကြောင်းတွေကျွန်တော်ဒီချုပ်စည်းရခိုင်နှုန်းအကြောင်းတွေအလင်းဆက်နံပါတ်အကြောင်းတွေကာလာနံပါတ်အကြောင်းတွေနဲ့ကျွန်တော်ဒီအရှိကန်ကနေပြီးတော့မှကာလာဆိုနီးအမျိုးမျိုးပေါ့နော်ဒီထဲမှာအကုန်လုံးထည့်ထားပေးတယ်ဒါတော့ကာလာပိုင်းတွေပေါ့နော်ပြီးရင်ကျွန်တော်မျက်နှာပိုင်းမှာဆိုလို့ရှိရင်မျက်နှာကြီးကျွတ်အစိတ်တို့ချွတ်တွင်ပလဲတွင်တွေပါမယ်မျက်နှာဆေးနှိပ်ကွက်တွေပါမယ်မျက်နှာဆေးနှိပ်ကွက်မှာဆိုရင်၄ diamond ဆိုပြီးတော့မှ26ခွက်လောက်ပြီး29ခွက်လောက်ပြီးထည့်ထားပေးတယ်ပေါ့နော်။နောက်ကျောင်းနှိပ်ကွက်မှာဆိုလို့ရှိရင်လည်းကျွန်တော်26ခွက်လောက်ဒီကိုထည့်ထားပေးတယ်။ပြီးရင်အဖြောင်ပိုင်းမှာဆိုရင်ပျက်စီးစန္ဒဖြောင်တွေပစ္စည်းဖြောင်တွေအစီတွင်းအထူးဖြောင်တွေပါမယ်။ဆေးရွှေတဲ့အပိုင်းတွေစန္ဒရွှေတဲ့အပိုင်းတွေတစ်လုံးစီဖြောင်တွေနှလုံးစီဖြောင်တွေကျွန်တော်ဒီထဲမှာအကုန်လုံးထည့်ထားပေးတယ်ပေါ့နော်။ပြီးရင်နောက်တစ်ခုကကျွန်တော်ဒီအညှက်ပိုင်းပေါ့နော်။အညှက်ပိုင်းမှာဆိုလို့ရှိရင်စမိန်ညက်တွေအရှိကိုဆွဲညက်တဲ့ပုံစံလေးတွေပါမယ်။ဒီစပင်ညက်တွေအတူပုံလေးတွေအရှိပုံလေးတွေအကုန်လုံးပါမယ်။ရေပွဲကေတွေဗီတိုရီယာတွေပေါ့ကေတွေတဆုပ်စီဂျပန်ကိုဝဲတွေနဲ့ကျွန်တော်ဒီ step အမျိုးမျိုးပေါ့နော် U shape V shape တွေအကုန်လုံးဒီမှာထည့်ထားပေးတယ်ပေါ့နော်အညက်ပိုင်းမှာကျွန်တော်ပုံလေးတွေနဲ့စာလေးနဲ့တွဲပြီးတော့မှထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့လေ့လာတာပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ဒါတော့ digital အကောက်ပိုင်းပေါ့နော်အကောက်ပိုင်းမှာဆိုလည်းကျွန်တော်အေးကောက်ကို digital ကောက်ကိုဆိုပြီးတော့မှ2မျိုးလုံးထည့်ထားပေးတယ် digital ကောက်မှာကျွန်တော်ဆက်အပူပေးခြင်းတွေစီးရွှေ့ချတဲ့အပိုင်းတွေစန္ဒရွှေ့ချတဲ့အပိုင်းတွေ digital ကောက်นี้မှာကျွန်တော်ဆောင်းရံချောင်းရံလေးတွေအစားအကုန်လုံးဒီမှာထည့်ထားပေးတယ်ပေါ့နော်အေးကောက်မှာဆိုလို့ချင်းကျွန်တော် setting ဝင်တာကနေစပြီးတော့မှဖွာကလင်းနဲ့ဖွာတာတွေဖွာစက်နဲ့ဖွာတဲ့အပိုင်းတွေပါမယ်ရေလိုင်းကောက်တွေကျွန်တော်ဒီစပလင်ကောက်တွေပါမယ်အာဂျီမာကောက်တွေ2 step 3 step တွေနဲ့အတွင်းလေးပြင်လေးတွေပေါ့နော်ပြီးရင်တစ်လုံးစေးကောက်တွေနှလုံးစေးကောက်တွေပါမယ်ပြီးရင်ကျွန်တော်ဒီစန္ဒရွှေ့ချတဲ့ဘိုင်းလေးဆေးရွှေ့ချတဲ့ဘိုင်းတွေမှာအကုန်လုံးကိုထည့်ထားပေးတာပေါ့နော်ဒါတော့စပင်ညနီးပညာမိန်းကလေးစပင်ပိုင်းဘာသာဆုံးစာအုပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စပင်ညနီးပညာစာအုပ်တွေကိုမိတ်ဆွေတို့အနေနဲ့နားမလည်တဲ့ဘိုင်းတွေမရှင်းတဲ့ဘိုင်းတွေရှိတယ်ဆိုလို့ချင်း Viber နေပြီးတော့မှအချိန်မီပြန်ပြီးတော့မှပြီးလို့ရတယ်အချိန်မီပြန်ဆက်တွဲပြီးတော့မှပြီးလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့စပင်ညနီးပညာစာအုပ်တွေကိုမှာယူနေဆိုလို့ချင်း Viber ဖုန်းနံပါတ်ဖြစ်တဲ့0663393939နဲ့399332393998တို့မှာအသေးစိတ်ဆက်သွယ်ဆုံးနဲ့မြင်မြန်မှာနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုပိုင်းမှာပြန်လည်ဆုံပေးကြမယ်နော်